အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာဆက်ပါကျွန်တော်တို့ရှေ့သင်ခန်းစာမှာတော့ကရိုမာကြီးအခရာပေါင်းစပ်ပုံအခြေခံသရ၅လုံးဖြစ်တဲ့ R E U L O ၅လုံးနဲ့ဒါကျွန်တော်တို့ကျန်တဲ့အခရာလေးတွေနဲ့ပေါင်းစပ်တဲ့အခါမှာထွက်လာတဲ့အတန်အဲ့ဒါကျွန်တော်တို့အလုံး20သင်လိုက်တဲ့ R E U L O ခါခီခုခဲခိုစာရှိစုဆဲဆိုထာချီစစ်ထဲထို့မှတ်မိတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်နောက်ထပ်ကျန်တဲ့အခရာလေးဆက်ပြီးတော့ပေါင်းကြည့်ရအောင် KST ပြီးသွားရင်နောက်ထပ်အခရာဖြစ်တဲ့ N အခရာလေးနဲ့ကျွန်တော်တို့ပေါင်းမယ် N နဲ့ A နဲ့ပေါင်းမယ်နာလို့ကျွန်တော်အတန်ထွက်ပါမယ်နာပါ N နဲ့ I နဲ့ပေါင်းမယ်နီလို့ထွက်ပါမယ်နီပါ N နဲ့ U နဲ့ပေါင်းမယ်နုလို့အတန်ထွက်ပါမယ်နုပါ N နဲ့ E နဲ့ပေါင်းရင်တော့နဲ့လို့အတန်ထွက်ပြီးတော့ N နဲ့ O နဲ့ပေါင်းရင်တော့ no လို့အတန်ထွက်ပါမယ်ဒီနေရာမှာ no လို့လည်းပြောရဲကျွန်တော် no လို့လည်းပြောပါတယ်အဲ့တော့ N အခရာနဲ့ R E U L O ငါးလုံးနဲ့ပေါင်းလိုက်တဲ့အခါမှာနာနီနုနယ် no နာနီနုနယ် no နာနီနုနယ် no ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နာနဲ့ပေါင်းတဲ့အခရာ၅လုံးရသွားပါပြီဒါဆိုရင်ကျွန်တော်တို့ N ပြီးသွားရင်ဘာအခရာလေးနဲ့ဆက်ပြီးတော့ပေါင်းရမလဲ H အခရာလေးနဲ့ဆက်ပြီးတော့ပေါင်းကြည့်ရအောင် H နဲ့ A နဲ့ပေါင်းရင်ကျွန်တော်တို့ကဟာလို့အတန်ထွက်ပါမယ်ဟာပါ H နဲ့ I နဲ့ပေါင်းရင်တော့ he လို့အတန်ထွက်ပါမယ် he ပါ H နဲ့ U နဲ့ပေါင်းရင်တော့ကျွန်တော်တို့ကပုံမှန်တိုင်းဆိုတော့ H နဲ့ U နဲ့ပေါင်းရင်ကျွန်တော်ဘယ်လိုအတန်ထွက်လဲ who လို့အတန်ထွက်မယ်ဒါပေမဲ့ဒီနေရာမှာချွင်းချက်အနေနဲ့အတန်ပြောင်းအခရာအဖြစ်မှတ်ရမှာကတော့ H နဲ့ U နဲ့ပေါင်းရင်ကျွန်တော်က who လို့အတန်မထွက်ဘဲနဲ့ fu လို့ပဲကျွန်တော်တို့အတန်ထွက်ပေးရပါမယ် fu ပါ fu H နဲ့ E နဲ့ပေါင်းရင်တော့ပုံမှန်အတိုင်းပဲ hair လို့အတန်ထွက်ပါမယ် hair ပါ H နဲ့ O နဲ့ပေါင်းရင်တော့ ho လို့အတန်ထွက်ပါမယ်ဒါဆိုရင်ကျွန်တော် H အခရာနဲ့ R E U L O တရငါးလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာရလာတဲ့အတန်လေးတွေကဟာ he fu hair ho ဒါဆိုရင်အခုကျွန်တော်ပြောသွားတဲ့10လုံးတစ်ခါလောက်ပြန်ပြောကြည့်ရအောင် N အခရာနဲ့ R E U L O တရငါးလုံးနဲ့ပေါင်းလိုက်တဲ့အခါမှာနာနီနုနေနုဆိုတဲ့အတန်၅လုံးရလာတယ်နောက်တစ်ခါ H အခရာနဲ့ R A U L O တရ၅လုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဟာဟီဖူဟဲဟုတ်ဆိုပြီးတော့မှကျွန်တော်အခရာ၅လုံးရလာတယ်ဒီထိကျွန်တော်နားလည်ရလားမသိဘူးဒါဆိုရင် NH ပြီးတော့ကျွန်တော်နောက်ထပ်ဘာအခရာလေးနဲ့ဆက်ပြီးတော့ပေါင်းဆက်ရမလဲ M အခရာလေးနဲ့ဆက်ပြီးတော့ကျွန်တော်ပေါင်းဆက်မယ် M မှာလည်းကျွန်တော်တို့အတူတူပဲ M နဲ့ A နဲ့ပေါင်းမယ်မလို့အတန်ထွက်ပါမယ်မပါ M နဲ့ I နဲ့ပေါင်းမယ်မိပါ M နဲ့ U နဲ့ပေါင်းမယ်မူ M နဲ့ E နဲ့ပေါင်းတော့မဲ့ M နဲ့ O နဲ့ပေါင်းတော့မို့လွယ်ပါတယ်နော်ဒါဆိုရင်ကျွန်တော် M အခရာနဲ့ R E U L O တရငါးလုံးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာမာမီမူမေမို့ဆိုပြီးတော့မှကျွန်တော်အတန်အခရာ၅လုံးရလာပါတယ်မာမီမူမေမို့ဟုတ်ပြီဆက်သွားရအောင် M ပြီးရင်ကျွန်တော်ဘာနဲ့ပေါင်းမလဲ Y နဲ့ပေါင်းမယ် Y အခရာမှာကျတော့ကျွန်တော်ကအခရာက၃လုံးပဲရှိပါတယ်အရယ်ဥရယ်အိုရယ်အဲ့ဒီ၃လုံးနဲ့ပဲပေါင်းပါမယ် E နဲ့ A နဲ့ကမပေါင်းပါဘူးအဲ့ဒီအတန်တွေမရှိပါဘူးအဲ့တော့ Y နဲ့ A နဲ့ပေါင်းမယ်ရလို့အတန်ထွက်ပါမယ်ရပါ Y နဲ့ U နဲ့ပေါင်းမယ် U လို့အတန်ထွက်မယ်ကျွန်တော်တို့ U ပါရရနဲ့ Y နဲ့ O နဲ့ပေါင်းမယ်ရော့လို့အတန်ထွက်ပါမယ်အဲ့တော့ယာယူရော့ဆိုပြီးတော့မှအတန်၃တန်ရလာအဲ့တော့ကျွန်တော်ကအဲ့ဒီအခရာက Y နဲ့ပေါင်းတဲ့အခရာက၃လုံးပဲရှိမယ်ယာယူရော့ဆိုပြီးတော့မှကျွန်တော်အတန်၃တန်ရှိမယ်ဒါဆိုရင်အခုကျွန်တော်ပြောသွားတာ၈လုံးအခရာ၈လုံးပြောသွားတယ် M နဲ့ပေါင်းလိုက်ပြီးတော့မှထွက်လာတဲ့အတန်ကမမီမူမဲမို့ Y နဲ့ပေါင်းလိုက်တဲ့အခါမှာယာယူရော့ဒါဆိုကျွန်တော်နောက်ထပ်အခရာနှစ်ခုပဲကြံမယ် R ရယ် W ရယ်အဲ့တော့ကျွန်တော်အဲ့အလေးဆက်ပြီးတော့ကြည့်မယ် R နဲ့ R E U L O တရငါးလုံးနဲ့ပေါင်းမယ် R နဲ့ A နဲ့ပေါင်းမယ် R လို့အတန်ထွက်ပါမယ် R ပါเนาะရှာလိုက်တဲ့အတန်လေးနဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ် R ပါ R နဲ့ I နဲ့ပေါင်းမယ် R ပါ
R နဲ့ I နဲ့ပေါင်းရင် ri R နဲ့ U နဲ့ပေါင်းရင် ru ပါ ru R နဲ့ E နဲ့ပေါင်းတော့ re R နဲ့ O နဲ့ပေါင်းတော့ ro အဲ့တော့ ra ri ru re ro ဆိုပြီးတော့မှအတန်၅တန်ရှာလာတယ်ပြန်ပြောမယ်နော်ကျွန်တော် R နဲ့ပေါင်းလိုက်တဲ့အခါမှာ ra ri ru re ro ဆိုပြီးတော့မှအတန်၅တန်ရလာမယ်အခရာ၅လုံးရလာမယ်ဒါဆိုရင်နောက်ဆုံး W နဲ့ကျွန်တော်တို့ပေါင်းမယ် W မှာကျတော့ကျွန်တော်တို့ကအတန်2တန်ပဲရှိပါမယ်အခရာနှလုံးပဲရှိပါမယ်အရယ် O ရယ်နှစ်ခုနဲ့ပဲပေါင်းပါမယ် W နဲ့ A နဲ့ပေါင်းမယ်ဝါလို့အတန်ထွက်မယ် W နဲ့ O နဲ့ပေါင်းမယ်ဝိုးလို့အတန်ထွက်မယ်ဝါဝို့ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ ra ri ru re ro ဝါဝို့ဒါဆိုရင်စုစုပေါင်း40နဲ့5လုံးပြည့်သွားပါပြီအဲ့တော့46လုံးမှာနောက်ဆုံးတစ်လုံးကတော့ဆိုတဲ့အတန်လေးပေါ့နော်အဲ့ဒါလေးကကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပါမယ်ဒီနေ့ကတော့ဒါကျွန်တော်တို့ဒီဝို့ထီပေါ့နော်အဲ့တော့အဲ့ဒီထီကိုမှတ်မိရလားမသိဘူးခင်ဗျာဒါဆိုရင်ကျွန်တော်တစ်ခေါက်လောက်ပြန်ပြီးတော့ပြန်ပြောကြည့်ရအောင်အဲ့တော့ဒီနေ့သင်လိုက်တဲ့သင်ခန်းစာထဲမှာ N H M Y R W ဆိုတဲ့အခရာ6လုံးကို R E U L O တရ5လုံးနဲ့ပေါင်းလိုက်ပြီးတော့မှရလာတဲ့အခရာတွေကိုပြောလိုက်တာနာနီနုနေနော်ဟာဟိဖုဟဲဖို့မာမီမူမေမိုယာယူယောရာရီရူရေရိုဝါဝိုရလားမသိဘူးဒါဆိုရင်ကျွန်တော်တို့ရှေ့သင်ခန်းစာရှေ့ဗီဒီယိုမှာတော့ရှင်းပြခဲ့တဲ့ဒါကျွန်တော် KST နဲ့ပေါင်းတဲ့ဟာရဲ့ဒီနေ့သင်ခန်းစာမှာ NHMYRW ဆိုတဲ့အခရာတွေနဲ့ပေါင်းဆက်ပြီးတော့ရလာတဲ့ဂျပန်ရိုမာကြီးအခရာလေးတွေကိုဒါကျွန်တော်တို့တစ်ခေါက်လောက်အတူတူပြန်ပြီးတော့ပြောကြည့်ရအောင်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့အခြေခံသရ၅လုံး R E U L O K နဲ့ပေါင်းတော့ခါခိခုခေခို S နဲ့ပေါင်းတော့စာရှိစုစေစု T နဲ့ပေါင်းတော့ထာချီစထေထို N နဲ့ပေါင်းတော့နာနီနူနေနို H နဲ့ပေါင်းတော့ဟာဟီဖူဟေဟို M နဲ့ပေါင်းမယ်မာမီမူမေမို Y နဲ့ပေါင်းမယ်ယာယူယော R နဲ့ပေါင်းမယ်ရာရီရူရေရို W နဲ့ပေါင်းမယ်ဝါဝိုလွယ်ပါတယ်เนาะဒါကျွန်တော်ရိုမာကြီးပေါင်းဆက်နေရတော့လွယ်ပါတယ်ဒီထီကိုကျွန်တော်တို့ထက်ခါပြန်ပြီးတော့လေ့ကျင့်မယ်ဆိုရင်တော့နောက်ပိုင်းမှာကျွန်တော်ဟီရာဂနာခတာခနာသင်တဲ့အခါမှာအတန်ထွက်လေးတွေကိုပို့ပြီးတော့မှတ်မိစေပါလိမ့်မယ်ဒီနေ့သင်ခန်းစာတော့ကျွန်တော်ဒီလောက်ပါပဲလာမယ့်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ရှင်းပြသွားပါမယ်အားလုံးကျေးဇူးများတင်ပါတယ်